မိမိတို့ကအလုတ်သွားစရာရှိတယ်ဆိုရင်ဘုရားဆွမ်းတော်မတင်ရသေးလို့ဆွမ်းတော်တင်ရအောင်တန်ဃာတော်ဆွမ်းမလုံးရသေးလို့ဆွမ်းလုံးရအောင်မိဘမစားရသေးလို့စားရအောင်ဆိုပြီးတော့ဥဖြားဖြားလေးခုခတ်ခြံပြီးတော့မှစားသွားကြပါအဲ့ဒါစားလို့ရတယ်ဟဲ့ဒါကြောင့်စားဥဆိုတာတော့ပရိသတ်ကြီးသဘောပေါက်သွားပါပြီကိုမစားခင်လှူတဲ့ဥဖြားဖြားပရိသတ်စားဥဆိုတာသိပလားသိပါပါကဲစားစဲကိုနည်းနည်းပြောကြအောင်ဆိုစားစဲဆိုတာတရားနာပရိသတ်ကြီးထမင်းနဲ့ပကံများတဲ့ကလေးလိုဘလပွေနေပြီးတော့ဟင်းစားတွေနဲ့မတတ်မပြတ်စားနေတော့နှိုက်လှူတာမဟုတ်ဘူးတဲ့ဗျို့ဘယ်လိုလှူရမလဲဆိုတော့စားစဲလှူပုံလေးနားထောင်သွားကြထမင်းစားတော့မဲ့ကြံကလေးကတပိုင်းကိုတန့်ထားပါတဲ့ဗျဟိုဘက်မိမိဘက်ကထမင်းကိုစားမဲ့ကြရင်ဟိုဘက်တပိုင်းကိုတန့်ထားလိုက်အကယ်၍များငါထမင်းစားနေတုန်းအလှူခံပုဂ္ဂိုလ်ကြွရင်လှူနိုင်အောင်လို့တမင်သက်တန့်ထားအဲ့ဒီလိုတန့်ထားလို့ကိုကဟင်းစားဟင်းနာဒီဘက်သာရှိတယ်ဟိုဘက်တန့်ပြတ်တပိုင်းတန့်ထားသဖြင့်ထမင်းစားနေတဲ့ချိန်ခါမှာတန်ဃာတော်ကြွလာရင်တန့်ပြတ်ထားတဲ့ဟိုဘက်တပိုင်းကိုလက်ဆေးပြီးတော့ဟောသလိုပကံများလေးစောင်းပြီးတရက်လှူလိုက်ပါလှူလို့ရတယ်သဘောပေါက်တယ်လားသဘောပေါက်ပါဗျာအဲ့ဒါစားစဲသိပလားပြိဿကြီးသိပါဗျာကလေးတွေလိုဘလဝေးနေထားတာတွေကိုအဲ့ဒါကြီးတွေထဲလှူတာမဟုတ်ဘူးအဲ့ဒါမျိုးတော့တို့ဘုန်းကြီးတွေလည်းမစားဘူးစားစဲလှူပုံလေးပြောတာတန့်ပြတ်များနဲ့ဗျာစားကလေးကစားနေတော့လှူနိုင်အောင်တမင်သက်တန့်ထားတဲ့စားစဲသဘောပေါက်လားပြိဿသဘောပေါက်ပါဗျာစားကျွင်းကိုပြောကြအောင်ဆိုစားကျွင်းဆိုတာပကံများတဲ့ထမင်းတွေစားပြီးတော့တလုံးတဆုပ်ကလေးကိုကြမ်းနေတာမကုံမအဲ့ဒါဘုန်းကြီးလှူတာပြောတာမဟုတ်ဘူးနော်စားကျွင်းထမင်းအိုးတဲ့ထမင်းခူးကလေးကဟင်းအိုးတဲ့ဟင်းခက်ကလေးကဟင်းအိုးတဲ့ခတ်တဲ့ဇွန်းနဲ့ထမင်းမခူးထမင်းအိုးခူးတဲ့ရောင်းမနဲ့ငပိကျော်ဒဲအိုးတဲ့မကော်ဘူးဒီလိုမျိုးတန့်ပြတ်ငါတို့မိသားစုတအိမ်လုံးစားပြီးတောင်မှတန်ဃာတော်များသပိတ်ပိုက်ပြီးကြွလာရင်တန့်ပြတ်လှူနိုင်အောင်လို့တမင်သက်တန့်ရှင်းချွင်းချန်ထားတာကိုအဲ့ဒါစားကျွင်းလှူတယ်တဲ့ဗျတအိမ်လုံးစားပြီးတော့လဲလှူနိုင်ပါတဲ့ဗျာသဘောပေါက်ရလားပြိဿကြီးသဘောပေါက်ပါရဲ့ဗျာဒါဖြင့်စားဥတို့စားစဲတို့စားကျွင်းတို့သိပါလားသိပါပါဗျာတချို့ကဗျာမတောက်တစ်ခေါက်ကျွတ်တို့စိတ်ဆင်းရအောင်ဟိုစကားကြီးကပေါ်လာသေးတယ်မကောင်းကြောင်းပို့တယ်မလုံးပါနဲ့ဗျာမကောင်းတာကြီးမှတော့မပို့ပါနဲ့ဝက်သားကြက်သားဘဲပေါင်းစိတ်ကင်လေးဆိုတော်သေးအခုတော့မကောင်းကြောင်းပို့တယ်အဲ့ဒီစကားကြီးဘယ်သူမှစပြောမှမသိစပြောတဲ့လူလည်းမရှိပါဘူးခုတော့မြစ်ထဲမျောသွားတော့ပါပြီတော့ဒါကြောင့်တရားနာပြိဿစားဥစားစဲစားကျွင်းငါဘုရားစီဒီလိုအလှခံတဲ့ကွဲ့လို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးမိန့်တော်မူတဲ့ဒေသနာကိုနာကြားရသဖြင့်ဟောစားစဲဖြစ်တဲ့ထမင်းတွေကိုဆွမ်းဖြစ်တဲ့အကုန်ထလှူပါလေဗျာလှူပြီးတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုကတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကတော့ပုံလေးမကြီးကလည်းအဲ့ဒီချိန်ကြတော့ကတော့တယ်ပြိဿရေကျုပ်စိတ်ထဲအောင်းမိတယ်အဲ့ဒီစာဖတ်တုံးကနှစ်ယောက်စလုံးပုံသားကြီးနဲ့ပုံလေးမကြီးဟိုကုန်းပြီးရှစ်ခိုးနေတော့နှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာတလောက်ပြင်းတဲ့ပုံလေးမကြီးဖျားမှုသာပေါ့ကုန်းရှစ်ခိုးနေတာနှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာဒီပုံလေးမကြီးဖျားမှုသာပေါ့ကျွတ်တို့လူသာဆိုရင်ရောင်ကကလေးဖြစ်တော့ခတ်လိုက်ချင်ပြင်းလွန်းလို့ဟိုမပြင်းတဲ့ဒီထဲကဓမ္မကြီးတွေပြောတာမဟုတ်ဘူးနော်ဟိုပုံလေးမကြီးပြောတာအဲ့ဒီလိုတရားနာပရိသတ်မြတ်စွာဘုရားကိုယ်တော်မြတ်ကအဲ့ဒီချိန်ခါမှာတရားဟောတော်မူပါတယ်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဟောကြားတဲ့ဒေသနာတော်ကသံလသောနာမရူပသမေယတနတ္ထိမမဟိတံလို့သူတို့ရဲ့ဥပနိဒေယကိုကြည်ဟောတယ်သူတို့ရဲ့ဥပနိဒေယကဘာလဲလို့ဆိုတော့ကျွတ်ကမ္မဘုရားလက်ထက်ကမြေတာကြီးဘုရားလက်ထက်ကတော့
ကသဗ္ဗမြတ်စွာဘုရားကိုရောမြတ်ကြီးလက်ထက်တော်ကဒီပုံနာကြီးနဲ့ပုံသွေးမလင်မယားနှစ်ယောက်စီတန်ဃာတော်အရှင်မြတ်များဟောကြားတော်မူတဲ့နာယုတ်ဆိုတဲ့ဝိပဿနာတရားကိုအကျေသဖြင့်မနာကြရတော့လည်းပဲနာနဲ့ရုပ်တော့သူတို့သိခဲ့အကျေချက်ပြီးသူတို့နားမလဲခဲ့ဘူးနာယုတ်ဟောဒီနာနဲ့ရုပ်ပဲသူတို့ကြားခဲ့အဲ့ဒါလေးကိုစီးဖြန့်ပွားများခဲ့တဲ့ဥပနိတယကြောင့်ဘုရားကိုယ်တော်မြတ်ကဒီကဲ့သို့ဟောကြားလိုက်တဲ့အချိန်ခါမှာနာယုတ်ဒီတကယ်တမ်းကြတော့နာလည်းမမြဲရုပ်လည်းမမြဲပျက်စီးကြရမှာပါလားနာနဲ့ရုပ်ကြောင့်လူရလို့ဖြစ်လာသည်တတ္တဝါဖြစ်လာသည်လို့ဖြစ်လာသည်တတ္တဝါရလို့ဖြစ်လာသည်ဒီဖြစ်လာတဲ့တတ္တဝါအနန္တသည်တနေ့ကြတော့ပျက်စီးရမှာပါလားလို့အဲ့ဒါလို့စီးဖြန်းလာခဲ့တော့ပိဋကကြီးပျက်စီးရမှာပဲလို့ကြိုသိထားရင်ပျက်စီးသွားတဲ့ချိန်ခါမှာပူပင်မှုရှိရလားပြုဘယ်ရှိပါလဲပိဋကငကိုယ်တည်းကမှပျက်စီးလိမ့်မယ်လို့သိထားတာကိုဉာဏ်နဲ့သိမှနော်ပိဋကဘာနဲ့သိမှတော့ဉာဏ်နဲ့သိပါပါခင်ဗျားတို့အခုဉာဏ်သိတော့မဟုတ်ပါဘူးအိုးတဲ့လူဖြစ်လာသေးရမှာပဲဝိညာဉ်သိပါဇတ်သိပြောလိုက်တဲ့ပါဇတ်ကအနိစ္စလူတယောက်တွေမှာအတုပထင်တယ်ကိုအတုပမှမသိဘူးပိဋကကြီးခင်ဗျားတို့ကြုံနေမယ်လူတွေမှာအတုပလားဒီပိဋကကြီးအကုန်လုံးအတုပလားကြုံပြောလားအကုန်လုံးအတုပပါပဲအကုန်လုံးအတုပဆိုတာဘာလို့ဆိုတော့တချို့ကလေးတွေကပြောသေးတယ်မသာတဲ့လူတွေမှာမသာကြီးအတုပထင်နေတာကိုပိဋကရဲ့ဘုရားကိုယ်တော်မြတ်ကအတုပဆိုတာကမတင့်တယ်ဘူးလို့ဟောတယ်ခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကတင့်တယ်လို့ဟောဒါတို့ကျွတ်ခန္ဓာကိုယ်ကြီးကိုမတင့်တယ်ဘူးလို့ဟောတော့ဒီပရိသတ်ကြီးအကုန်လုံးအတုပဆိုတာများနာသလားပရိသတ်ခင်ဗျားတို့လည်းအတုပဘုန်းကြီးလည်းအတုပကျုပ်ဘေးထိုင်းနေတဲ့ကိုယ်တော်လေးတွေလည်းအတုပသူတို့လည်းခြံထားလို့မဖြစ်ဘူးနော်အကုန်လုံးအတုပမတင့်တယ်ဘူးတဲ့ဘုရားကမတင့်တယ်ဘူးဟောတာကိုခင်ဗျားတို့ကျွတ်တို့ကတင့်နေတဲ့ထင်နေအဝတ်ကောင်းစားကောင်းလေးဝတ်လိုက်တော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်ရလားထိုင်ပါဘူးအဝတ်စုပ်ကလေးနဲ့ကြတော့မြေကြီးပေါ်လည်းထိုင်တယ်မှိတ်ပုံပေါ်လည်းထိုင်အဝတ်ကောင်းလေးဝတ်လိုက်တော့ထိုင်တော့ဘူးဖြာပေါ်တောင်တင်ပြူးလေးခင်မှာတင်ပြူးပေါ်တောင်ကော်စောနဲ့မှာကော်စောပေါ်တောင်မှု့ရနဲ့မှာမဲဒီထဲကိုလေပြာတွေထဲထိုင်ပြီးတော့ထသွားပြီးခွင်ကလေးခါလိုက်တာအဝတ်တစ်ကလေးဝတ်ထားတော့ငါမတင့်မတယ်ဖြစ်ကုန်တော့ပဲတဲ့ငကိုယ်တွေကမတင့်တယ်နေတဲ့ခန္ဓာကိုယ်ကြီးဒါကိုစားကောင်းဝတ်လိုက်တော့တင့်တယ်တယ်လို့ထင်ပြီးတော့ခင်ဗျားတို့ကျွတ်တော့အတုပကိုဉာဏ်မြင်မမြင်ဘူးသေမကမြင်တယ်မှန်ရလားဘုန်းကြီးပြောတာမှန်ပါရဲ့ဗျာဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီကဲ့သို့ဘုရားကိုယ်တော်မြတ်ကဟောကြားတော်မူတဲ့နာယုတ်ကိုသိသဖြင့်မတင့်တယ်ဘူးတနေ့သေမှာပဲပျက်စီးမှာပဲလို့သိထားသဖြင့်သေသွားတဲ့အချိန်ခါမှာပူပန်လေသလားပိဋကအဲ့ဒီလိုမပူပန်တော့နာယုတ်တရားနှစ်ပါးနဲ့ပတ်သက်တဲ့တရားကိုမြတ်စွာဘုရားဟောလိုက်တာကြည်တရားနာပိဋကပုံသားကြီးနဲ့ပုံလေးမကြီးဖြည်းဖြည်းနာဟောပါမယ်ဒီနှစ်ကျုပ်၄ချိန်လောက်ဖြားတယ်ခါတိုင်းတစ်နှစ်တုတ်ကွေးတစ်ချိန်ပဲကွေးတယ်ဒီနှစ်၄ချိန်ဖြား၄ချိန်ဖြားဆိုကျုပ်အင်းလေးသွားတရားဟောတယ်လေအင်းလေးထဲမှာဆက်လှေတွေစီးပြီးတော့အေးမိလာပြီးတော့ငှက်ဖြန်းပါလာအင်းလေးမှာလည်းပရိသတ်ကစီးတယ်တနေ့တည်းသုံးမွဲဟောရကျောင်းကြီးတွေကနဲတဲ့ကျောင်းကြီးတွေမဟုတ်ဘူးပရိသတ်ထောင်ချီဆန့်ပရိသတ်ကများလုံးတော့ကျုပ်တို့ကျောင်းကြီးကကျွံရောပြုကျောင်းကျွံသွားတယ်ကျန်ဒီကနာမည်ကြီးတဲ့ကျန်ဒီကဆရာတော်ကြွလာတာဘယ်တော့မှမစီတဲ့ပရိသတ်မျိုးစီယုံနေမကကျောင်းပြိုတော့ကွာကျောင်းပြိုတော့ကွာမပြိုပါဘူးကျွံယုံကျွံတာပါဟဲ့ရွာမှာကျောင်းကြီးနောက်ရွှေကျောင်းအထက်ထအောက်ထပြည့်ကျုပ်အောက်ဆင်းကလေးကသိတယ်ဒီကျောင်းတော့ကျွံမှာမင်းမာပေါ်ဆောက်တာမဟုတ်ဘူးရေထဲဆောက်တဲ့ကျောင်းကြီးတော့ပြည့်သူအဲ့ဒီကျုပ်လန့်သွားတယ်တရားဟောတဲ့ဘုန်းကြီးမလိမ္မာဘူးဘယ်နေရာဝင်ရထိုးမောက်ရမလဲလို့နေရာလျှောက်ရှာကျုပ်ထိုင်တဲ့ပလင်ကအမြင့်ဆုံးတကယ်လို့ပြိုရင်ထိချင်းထိကျုပ်ရင်ထိမှာကျုပ်ကအမြင့်ကြီးကိုအဲ့ဒီတင်တရားနာပိဋကပထမတစ်ချိန်တော့ကိစ္စမရှိဘူး
နောက်တစ်ချိန်ကြောင်းကြီးအောက်ကရက်မာကြီးခါမန်းကြီးတန်တွေကျွတ်ပြီးအဲ့သွားတော့အောက်ကပိဋကကဝုန်းနဲ့တအားထားပြီးအပြေးလိုက်ကြောင်းကြီးတုံတယ်ဝုန်းနဲ့ကြောင်းကြီးတုံသွားဘာမှမဟုတ်ဘူးပိဋကဓမ္မခံနိုင်တာကျုပ်လည်းပိဋကကိုမနေသေးဘူးက